ကိုယ့်ဘက်ကတော့ video တွေရိုက်ကူးပေးနိုင်တယ်ဒါပေမဲ့ဘယ်လိုမျိုးရလဲရအောင် content တွေတင်ရမလဲပြီးလို့ရှိရင် video editing ကိုအချိန်မီအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာမသိဘူးဆိုရင်တော့ Orange Idea မှာဒီလို package လေးရှိပါတယ်ဒီ package လေးကတော့ 30-day content plan and video editing service လို့ခေါ်ပါတယ်ဒီ package လေးကတော့ Orange Idea ရဲ့ဈေးအနည်းဆုံး package လေးတွေထဲမှာပါဝင်တာဖြစ်ပါတယ်ဒီ package လေးထဲမှာဆိုရင်တော့15 video နဲ့30 video ဆိုပြီးတော့နှစ်မျိုးရှိပါတယ်15 video ကတော့တစ်လမှာ15 video အတွက် content plan ဆွဲပေးမယ်ပြီးလို့ရှိရင်ကျွန်တော် video editing လုပ်ပေးမယ်30 video အတွက်ဆိုရင်တော့30 video အတွက် content plan ဆွဲပေးမယ်ပြီးလို့ရှိရင် video editing လုပ်ပေးမှာဖြစ်ပါတယ်ဒီထဲမှာမပါဝင်သေးတဲ့ဝန်ဆောင်မှုတွေကတော့ video ရိုက်ကူးပေးတဲ့ဝန်ဆောင်မှုမပါဝင်ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ script detail ပေးတဲ့ဝန်ဆောင်မှုတွေတော့ပါဝင်အောင်မှာမဟုတ်ပါဘူးဒါပေမဲ့15 video ဆိုရင်လည်း15 video အတွက်30 video ဆိုလည်း30 video အတွက်ကျွန်တော်တို့ video ရဲ့အစမှာဘယ်လို hook နဲ့အစရမယ်ပြီးလို့ရှိရင်ဒီ video မှာဘာတွေပါဝင်ရမလဲဆိုရဲအချက်တွေကိုကျွန်တော်တို့ content plan ထဲမှာထည့်ဆွဲပေးမယ်ပြီးလို့ရှိရင် video ကိုဘယ်လို call to action နဲ့အဆုံးသတ်ရမလဲဆိုတာကိုကျွန်တော်တို့ထည့်ဆွဲပေးမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီဟာကိုယူပြီးတော့ကျွန်တော်တို့ client ဘက်ကနေပြီးတော့ video တွေရိုက်ကူးပေးရမှာဖြစ်ပါတယ် client ဘက်ကဘယ်လိုလူမျိုးတွေလုပ်မလဲဆိုရင် client ဘက်ကဒီ team member တွေလည်းပဲဖြစ်ဖြစ် video ရိုက်ကူးပေးမဲ့သူလုပ်မယ်ပြီးလို့ရှိရင်စကားပြောမဲ့သူတယောက်အနည်းဆုံးလိုအပ်တာဖြစ်ပါတယ်ဒီလိုမျိုး client ဘက်ကနေ video တွေရိုက်ကူးပြီးပြီဆိုရင်တော့ raw video file တွေကိုကျွန်တော်တို့ဘက်ကိုပို့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကနေ video editing ကိုအစအဆုံးလုပ်ပေးမှာဖြစ်ပါတယ်ဒီလို final video ထွက်လာပြီဆိုရင်တော့ကျွန်တော်တို့ client ဘက်ကိုပြန်ပို့ပေးမယ် client ဘက်ကနေဒီ final video ကိုယ့်ရဲ့ social media page တွေပေါ်မှာတင်ရုံပါပဲဒီ package လေးကိုဝယ်ယူလိုက်ပြီဆိုတာနဲ့ကိုကရလိုက်ရအောင်ဘယ်လို video content တွေတင်ရမလဲဆိုတော့စဉ်းစားကြမလို့တော့ဘူးပြီးလို့ရှိရင် video editing အတွက်ခေါင်းကိုက်စရာမလိုတော့ပါဘူးကျွန်တော်တို့ team ဘက်ကနေ content plan ကို video editing အတွက်ကိုတာဝန်ယူပြီးတော့လှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒီအတွက်ကြောင့်ကိုက video တွေကို confidence ရှိနဲ့ပို့ပြီးတော့ရိုက်လာနိုင်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ page မှာတိတာတဲ့ရလဒ်တွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒီ package လေးကိုစိတ်ဝင်စားရဲဆိုရင်တော့ Orange Ideas ရဲ့ chat box မှာ 30-day plan plus video editing service လို့ပို့ခဲ့ပေးပါ Orange Ideas team ဘက်ကနေအသေးစိတ်ဆက်သွယ်ရှင်းပြပေးပါမယ်